internet package တွေဝယ်ပြီးကိုယ်တွေမသုံးရဘဲနဲ့သူ့လိုလိုကုန်တာမျိုးတွေကြုံဘူးကြလားကြုံဘူးတယ်ဆိုရင်တော့ဒီ video file လေးကိုပြီးအောင်ကြည့်ပါပထမဆုံးအနေနဲ့ကျွန်တော်တို့က setting လေးတစ်ခုကိုပိတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ Play Store ထဲကိုဝင်ပေးလိုက်ပါ Play Store ထဲကညာဘက်တောက်မှာရှိတဲ့ကျွန်တော်တို့ profile ဆိုတာလေးကိုတစ်ချက်ထည့်နေပါမယ်ပြီးလို့ရှိရင်တော့အပေါ်ကိုနည်းနည်းလောက်ဆွတ်တင်မယ်အောက်မှာ setting ဆိုတာရှိပါတယ်ဒီမှာကျွန်တော်တို့ကအပေါ်ဆုံးမှာရှိတဲ့ general ဆိုတဲ့ညာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးလို့ရှိရင်တော့အပေါ်ကိုနည်းလောက်ဆွတ်တင်ပါမယ်ဆွတ်တင်ပြီးလို့ရှိရင်ဒီအောက်မှာကျွန်တော်တို့က network performance ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်လောက်နှိပ်ပြလိုက်ပါကဲဒီနေရာမှာတော့ကျွန်တော်တို့က auto play video ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်တော့ down auto play video ဆိုတာလေးကိုအမှန်ချစ်ပြီးတော့ okay နှိပ်မယ်နောက်တစ်ခုကကျတော့အပေါ်မှာရှိတဲ့ကျွန်တော်တို့ auto every app ဆိုတာရှိပါတယ်အဲ့ဒါလေးကိုလည်းကျွန်တော်တို့တစ်ချက်ထည့်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်လည်းဒီမှာကျွန်တော်တို့က down auto every app ဆိုတာလေးကိုအမှတ်ချစ်ပြလိုက်ပါအခုလိုမျိုးလုပ်တတ်မယ်ဆိုလို့ချင်းတော့ကျွန်တော်တို့ရဲ့ဒီဖုန်းကပေါ့နော်ကျွန်တော်တို့ဝယ်ထားတဲ့ internet package တွေကိုလုံးဝကိုတီးတီးတာတာကိုကျွန်တော်တို့ကရွှေ့ထားသွားမှာပဲဖြစ်ပါတယ်အားလုံးပဲနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် mobile center ကစမန်တမန်ဖြစ်ပါတယ်